တူဟာအဆောက်အုံပေါ်ကနေရုတ်တရက်ပြုတ်ကျရမှကန်ကောင်းထောက်မစွာကြောညာဆိုင်ဘုတ်တစ်ခုကိုလှမ်းကင်ထားနိုင်ခဲ့ပါတယ်မိသက်သမားနေရောက်ရှိလာတဲ့အခါသူမရှိတဲ့နေရာဟာအယမ်းမြင့်လုံးတာကြောင့်မိသက်လေကားနဲ့လေအိတ်တွေသုံးဖို့အစမပြေဖြစ်ခဲ့ရပြီးအဖွဲ့နှစ်ဖွဲ့ခွဲကကဲဆယ်ဖို့ကြိုးစားခဲ့ကြပါတယ်အဖွဲ့တစ်ဖွဲ့ကသူမရဲ့အောက်ဘက်ရှိပဒင်းပေါက်မှန်းကိုဖျက်ပြီးကဲတင်ဖို့ပြင်ဆင်ကနောက်တစ်ဖွဲ့ကအမိုးပေါ်ကနေကျူးနဲ့ဆင်းပြီးကူညီဖို့ကြိုးစားခဲ့ကြပါတယ်ဆိုင်ဘုတ်ကိုထိန်းထားတဲ့ကျူးဟာပြက်လူးနီးပါးဖြစ်နေတာကြောင့်အခြေအနေဟာအလွန်စိုးရိမ်စရာကောင်းနေခဲ့ပြီးမိသက်သမားတဦးကသူမကိုဘေးကန်းရေးပစ္စည်းတွေနဲ့ချိတ်ကိုကျူးစားနေလို့မှပဲကျိုးပြက်ပြီးသူမပြုတ်ကျသွားနေပါတယ်ဒါပေမဲ့ပဒင်းပုတ်ကနေအတင်းဆောက်နေတဲ့မိသက်သမားတဦးကသူမကိုလေထဲမှာတင်လှမ်းဖမ်းပြီးအခန်းထဲကိုအောင်မြင်စွာဆွဲခေါ်နိုင်ခဲ့တဲ့အတွက်အမျိုးသမီးဟာအသက်ဘေးကနေအံ့ဩဖွယ်ရာကံကောင်းစွာလွတ်မြောက်သွားခဲ့ရပါတယ်